မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေမြန်မာခေတ်သတင်းဌာနကကျွန်တော်နိုင်စိုးအောင်ပါနိုင်ငံတော်သမ္မတကအာကာသအတွင်းကိုဂျိုးလွတ်တင်နိုင်ရေးတာမကအာကာသရင်မှုတွေကိုလည်းစစ်လွတ်နိုင်ခြင်းဖြင့်နိုင်ငံကုန်ကိုပုံမမြင့်တင်ပေးနိုင်မယ်လို့ပြောကြားတဲ့သတင်းဖြစ်ပါတယ်ဇူလိုင်29ရက်နံနက်ပိုင်းအချိန်ကရန်ကုန်တိုင်းဒေသကြီးလှိုင်မြို့နယ်ရှိမြန်မာအာကာသအေဂျင်စီ MSA မှာကျင်းပတဲ့အစိုးရတရဲ့ရတရာစီမံချက်ကာလအတွင်းမြန်မာအာကာသအေဂျင်စီကဆောင်ရွက်ပြီးစီးခဲ့တဲ့နည်းပညာလုပ်ငန်းတွေအနှံတာနဲ့လက်တွေ့သရုပ်ပြခြင်းအခမ်းအနားမှာနိုင်ငံတော်သမ္မတကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။နိုင်ငံတော်သမ္မတကအာကာသနည်းပညာနဲ့ပတ်သက်ပြီးရခိုင်ကလေးကပင်စိတ်ဝင်စားနဲ့ဆောင်ရွက်ခဲ့တာဖြစ်ပြီးလူသားအရင်းမြစ်တွေလည်းကြိုတင်မွေးထုတ်လေ့ကျင့်ပေးပြီးဖြစ်ကမိမိနိုင်ငံတော်ကိုတာဝန်ထမ်းဆောင်ချိန်မှာအာကာသနဲ့သက်ဆိုင်တဲ့နည်းပညာရက်တွေတင်ကြားနိုင်ရန်အတွက်ပြည်ပကိုပညာတော်သင်တွေကိုဆက်လုပ်ခဲ့ပါတယ်။ဒါအပြင်အာကာသနည်းပညာတွေဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီးဗတ်ပေါင်းဆောင်ကအားပေးဆောင်ရွက်ခဲ့ပြီးလက်ရှိအခြေအနေမှာမြန်မာအာကာသအေဂျင်စီကိုစနစ်တကျဖွဲ့စည်းပြီးလုပ်ငန်းတွေကိုအကောင့်ထဲပေါ်ဆောင်ရွက်နိုင်တဲ့အခြေအနေကိုရောက်ရှိလာပြီဖြစ်တယ်လို့နိုင်ငံတော်သမ္မတကပြောကြားခဲ့ပါတယ်။ရင်းတော့အာကာသနည်းပညာဆိုင်ရာတွေနဲ့ပတ်သက်ပြီးလိုအပ်တဲ့စက်ပစ္စည်းတွေအခြေခံအဆောက်အုံတွေလူသားအရင်းမြစ်တွေဖြည့်တင်းရေးနဲ့ပတ်သက်ပြီးတော့မိမိတို့အနေဖြင့်အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးအစဉ်စဉ်ဖွံ့ဖြိုးတိုးတက်လာမှုတွေအတွက်ဝမ်းမြောက်ဂုဏ်ယူမိတယ်လို့လည်းနိုင်ငံတော်သမ္မတကပြောကြားခဲ့ပါတယ်။မိမိတို့နေထိုင်တဲ့ကမ္ဘာကြီးကနေ့စဉ်နဲ့အမျှတိုးတက်ပြောင်းလဲနေတာဖြစ်ပြီးအာကာသနည်းပညာဆိုင်ရာတွေကိုမဖြစ်မနေသိရှိနားလည်ကအကျိုးရှိအောင်အသုံးချနိုင်ရမှာဖြစ်ပြီးမိမိတို့နိုင်ငံနဲ့ကမ္ဘာပေါ်မှာဖြစ်ပေါ်နေတဲ့ပထဝီမြေပြင်ပြောင်းလဲမှုဆိုင်ရာတွေမီးတောက်တွေပေါက်ကွဲတာတွေရေကြီးတာတွေစတဲ့သဘာဝဘေးအန္တရာယ်တွေကိုအာကာသနည်းပညာအသုံးပြုပြီးအသေးစိတ်အချက်လက်တွေကိုသိရှိနိုင်မှာဖြစ်တယ်လို့နိုင်ငံတော်သမ္မတကထည့်သွင်းပြောကြားခဲ့ပါတယ်။ဒါအပြင်ဂျိုဒုတွေကိုအသုံးပြုပြီးသုတေသနလုပ်ငန်းတွေကိုဆောင်ရွက်ခြင်းနဲ့ကမ္ဘာမြေပြင်အတွက်များစွာအကျိုးဖြစ်ထွန်းစေပြီးမြေပြင်အချက်အလက်တွေကိုအာကာသအတွင်းရှိဂျိုဒုတွေကရရှိတဲ့အချက်အလက်တွေနဲ့ပေါင်းဆွဲဆောင်ရွက်မယ်ဆိုရင်များစွာအကျိုးဖြစ်ထွန်းစေနိုင်မှာဖြစ်ကအာကာသနည်းပညာကိုမိမိတို့အနေနဲ့မဖြစ်မနေအသုံးချနိုင်ရမှာဖြစ်ခါနိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုလည်းများစွာအကျိုးရှိစေနိုင်မှာဖြစ်တယ်လို့နိုင်ငံတော်သမ္မတကပြောကြားခဲ့ပါတယ်။အဲဒီနောက်နိုင်ငံတော်သမ္မတကမိမိတို့နိုင်ငံအာကာသနည်းပညာမြန်မာတိုးတက်လာစေရေးအတွက်မိမိအနေနဲ့နိုင်ငံတော်ရဲ့ရေရှည်အကျိုးကိုကြည့်ပြီးပံ့ပိုးအကောင့်တွေပေါ်ဆောင်ရွက်ခဲ့ကယခုကဲ့သို့အာကာသနည်းပညာတွေတိုးတက်လာတာကနိုင်ငံအတွက်များစွာအကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်လို့သမ္မတကြီးကပြောကြားခဲ့ပါတယ်။သုတေသနပြကန်းတွေမှာပြသထားတဲ့လေ့လာဆန်းစစ်မှုတွေကနိုင်ငံရဲ့အကျိုးစီးပွားအတွက်များစွာအထောက်အကူဖြစ်စေနိုင်မှာဖြစ်ပြီးအာကာသအတွင်းကိုဂျိုးလွတ်တော်နိုင်ရေးတာမှာကအာကာသရင်မှုတွေကိုလည်းစစ်လွတ်နိုင်ရမှာဖြစ်ကထို့သောဆောင်ရွက်နိုင်ခြင်းကနိုင်ငံတော်ရဲ့ဂုဏ်ကိုပုံမမြင့်တင်ပေးနိုင်မှာဖြစ်တဲ့အပြင်ရရှိလာမဲ့အသိပညာနည်းပညာနဲ့အချက်အလက်တွေကလည်းနိုင်ငံတော်အတွက်များစွာအကျိုးဖြစ်ထွန်းစေနိုင်မှာဖြစ်တယ်လို့နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ကပြောကြားခဲ့တာဖြစ်ပါတယ်။သတင်းကြည့်ရှုပေးခဲ့ကြသူအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ။မြန်မာခေတ်ရဲ့သတင်းတွေကို TikTok, YouTube, Telegram, Facebook တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။